Hello မင်္ဂလာပါဒီနေ့ကျွန်တော်မှတ်ထားတဲ့ပစ္စည်းလေးနှစ်ခုရောက်လာတယ်ကိုကျွန်တော် review လုပ်ကြည့်မှာဖြစ်ပါတယ်ဒီနေ့နိုင်ငံခြားရောက်နေတဲ့လူတော်တော်များဒီ fiber internet ကိုရှောက်တဲ့ခါကျလို့ရှိရင်အခက်အခဲလေးတွေရှိတာတွေတွေ့ရတယ်တချို့ operator တွေဆိုလို့ရှိရင်တစ်နှစ်စာချုပ်နှစ်နှစ်စာချုပ်ချုပ်ဆိုပြီးလို့ရှိရင်အဲ့ဒီတစ်နှစ်နှစ်နှစ်ချုပ်ကိုကစာချုပ်ချုပ်ပြီးတော့မသုံးပြဘူးဆိုလို့ရှိရင်ပြန်ပြီးရောရတာတွေရှိတယ်အဲကြောင့်မလို့အဲ့လိုမျိုးမဖြစ်ရအောင်အတွက်ကျွန်တော်စင်ကတ်ထည့်ပြီးတော့ကိုကြိုက်တဲ့စင်ကတ်အမျိုးအစားပေါ့ကိုရောက်နေတဲ့နိုင်ငံကိုမူတည်ပြီးတော့စင်ကတ်အမျိုးအစားထည့်မယ်ထည့်ပြီးလို့ရှိရင်ကိုကဒီစင်ကတ်ကနေ packet internet packet ဝယ်တဲ့ခါကျရင်တစ်လစာ internet packet ဝယ်ပြီးလို့ရှိရင်အဲ့ဒီမှာစင်ကတ်မှာတို့ကဒီ Facebook သုံးဖို့ YouTube သုံးဖို့အတွက်ကိုပဲ internet packet ဝယ်နေတာဆိုလို့ရှိရင် unlimited internet ကြိုက်တဲ့အရာကိုတော့ကိုကသုံးလို့ရတယ်ပြီးတော့ unlimited hotspot အခုမလေးရှားမှာဆိုလို့ရှိရင်ကိုက internet ရှိအောင်လည်း hotspot နဲ့မရဘူးကိုက internet ရှိပြီမဲ့ကိုဝယ်လိုက်တဲ့ plan အစီအစဉ်ထဲမှာ hotspot ဆိုတဲ့ unlimited ဟာပါအောင်မယ် unlimited hotspot ဆိုတဲ့ဟာပါတဲ့ခါကျမှကိုကသူများဖုန်းကို share ပေးတာပဲဖြစ်ပြီးဒီလို router တွေထဲမှာ SIM ကတ်ထည့်ပြီးတော့ hotspot တွင်းတာပဲဖြစ်ပြီးအကုန်လုံးအဆင်ပြေတယ် charging cable ကြီးရဲ့ so ဘုံလုံး quality လက်ခံလို့ရတဲ့အနေနဲ့ဟုတ်လားပြီးတော့ fiber quality အစားလက်ခံလို့ရတဲ့အနေအထားမှာရှိတယ် internet တိုင်းပါမယ် RJ45 cable လို့တပင်ပါမယ် RJ45 လမ်းကျိုးပေါ့ဒါလည်းကောင်းလို့ဆိုလို့ရှိရင်